ARima ကိုတက်ပြီးပစ္စည်းတွေလူယူဖို့အတွက်အစကလေးကကြိုတင်စီစဉ်ထားတဲ့စာသားတွေထွက်ပေါ်လာခဲ့တဲ့တရားခံတီဟာမင်္ဂလာပါပရိသတ်ကြီးရှင်ပြီးခဲ့တဲ့ဇန်နဝါရီလ19ရက်နေ့ကထိုင်းနိုင်ငံမဲဆောက်မြို့မှာနေထိုင်တဲ့ ARima ဆိုသူ TikTok ဇေလီ LGBT တဦးဟာသူရဲ့ချစ်သူတယောက်အနေနဲ့ယုံကြည်ရသူတဦးစီကယုံကြည်အောင်ပြောဆိုသိမ်းသွင်းခံခဲ့ရပြီးရရဆက်ဆက်တက်ဖြတ်ခံခဲ့ရတာပဲဖြစ်ပါတယ်။အခုဆိုရင်တော့ ARima တက်ဖြတ်ခံခဲ့ရတာ12ရက်ကျော်ရှိလာခဲ့ပြီဖြစ်ပြီးတရားခံတွေကိုတော့ရှာဖွေတွေ့ရှိခြင်းမရှိသေးသလိုလွတ်မြောက်နေစေအခြေအနေပဲဖြစ်ပါတယ်။တချို့သောသူတွေကလည်းတရားခံတွေဟာ ARima ကိုလှုပ်ကြံတက်ဖြတ်ပြီးကလေးကမြန်မာနိုင်ငံဘက်အချမ်းကိုကူးလာခဲ့တာဖြစ်ပြီး ARima စီမှာပါလာခဲ့တဲ့ iPhone 17 Pro Max တလုံးအပြင်တခြားသောလက်ဝတ်လက်စားရွှေတွေလည်းပါသွားခဲ့တာဖြစ်ပါတယ်။ဒီကနေ့မှာတော့တရားခံတီဟာဆိုသူနဲ့တငယ်ချင်းဖြစ်သူတဦးကသူမရဲ့လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ARima အပေါ်မှာလှုပ်ကြံတက်ဖြတ်မဲ့ကိစ္စတွေကိုငကိုကလေးကတိုင်ပင်ခဲ့တယ်ဆိုတဲ့အကြောင်း screenshot တွေနဲ့တကွချပြလာခဲ့တာပဲဖြစ်ပါတယ်။အဆိုပါစာရီထဲမှာတော့တီဟာဆိုသူအမျိုးသားကမြန်မာနိုင်ငံကိုပြန်ချင်နေတာဖြစ်ပြီးသူအနေနဲ့ငွေကြေးအလုံအလောက်မရှိတာရဲ့အကျွေးပေးစရာရှိတာတွေရဲ့များနေတာကြောင့်အချောင်းမတယောက်ကိုလှုပ်ကြံဖို့ကြံစီထားတယ်ဆိုတဲ့အကြောင်းကိုလည်းအဆိုပါမိန်းကလေးနဲ့ပြောဆိုတိုင်ပင်ထားတာပဲဖြစ်ပါတယ်။ပြောဆိုတိုင်ပင်ထားတဲ့စာသားတွေထဲမှာတော့တီဟာကသူ့အနေနဲ့သူကြံစီထားတဲ့ကိစ္စကိုအကောင့်ထဲပေါ်တော့မှာဖြစ်ပြီးအဆိုပါမိန်းကလေးကိုသူနဲ့ပတ်သက်ပြီးလာမေးရင်မသိဘူးလို့ပြောဆိုဖို့အတွက်လည်းမှားထားခဲ့တာဖြစ်ပါတယ်။တီဟာဆိုသူအမျိုးသားပြောဆိုတိုင်ပင်ထားတဲ့စာသားတွေကိုလည်းအခုလိုဖော်ပြပေးလိုက်ပါတယ်ရှင်။